ဒီတပားရိုက်တာလူပုံအလဲအဆက်ခွဲလို့ဂူရန်ကိုကြိုက်တာမင်းကိစ္စငါပေါ်အမုန်းတွေပုံမချနဲ့မရရင်ဖြက်စီးမဲ့စိတ်တက်မင်းမှာရုပ်ပဲလှပြီးစိတ်တက်ရုပ်ဆိုးတယ်ဒီနေ့ကစပြီးဂူအုပ်စုနဲ့ပိုင်အိမ်ရပူးပေါင်းမှုရက်မယ်အဆက်အသွယ်ဖြတ်မည်အာရန်မလုပ်ပါနဲ့တောင်းပန်ပါတယ်ပိုင်အိမ်ရပျက်စီးလိမ့်မယ်မင်းကိုချစ်လွန်းလို့ပါစူးဟန်နင်ကိုမနာလိုယုံပါသတိပေးပြီးမထိနဲ့မင်းမစင်ကြလို့စိုက်ထုတ်တာခံယူပါသူများကိုမဟုတ်မမှန်ဆွဆွဲလို့ဂူအုပ်စုကမင်းတို့နှစ်အိမ်ရလုံးကိုပိတ်ပင်ပြီးပင်လယ်မြို့မှာမင်းတို့နေရာမရှိတော့ဘူးဥက္ကဋ္ဌကူမှားသွားပါတယ်စူးစူးနွဲ့နွဲ့ပါဇက်ပါယုံမှာမတော်တဆပါသူများကိုစော်ကားတော့ကအကျိုးဆက်မတွေးဘူးလားသူတို့ကိုမောင်းထုတ်လိုက်စူးစူးတောင်းပန်ပါတယ်စိတ်ဆက်သွားလို့ပါမစုံစမ်းပဲဆွဆွဲမိလို့တောင်းပန်ပါတယ်အမှန်တိုင်းပါပဲမလေးလီနောင်ဆိုအမှန်မှခွဲခြားပါသူများစကားမယုံပါနဲ့မှတ်ထားပါမယ်စူးစမ်းပြီးမှလုပ်ပါမယ်တောင်းပန်ပါတယ်ငါအမှားပါမင်းကိုကာကွယ်ပေးခြင်းယုံပါအဆက်ကွဲသွားစေတယ်လူတိုင်းငါ့ကိုတခိုးထင်ချိန်မင်းမဲယုံပေးတယ်ငါ့ကိုကာကွယ်ပေးခဲ့တာပါနောင်ရင်နင်းကိုမြည်သူမျှမစော်ကားစေရအရာရာငါတာဝန်ယူမယ်စိတ်ဆင်းရဲမခံရစေရဘူးအာရန်ဝန်နေနဲ့နိုးနိုးကိုခေါ်ခဲ့နိုးနိုးကိုလွမ်းလို့အိမ်မှာထမင်းပွဲပြင်ထားတယ်ဝန်နေယောဂတဲ့အဖိုးကနိုးနိုးကိုတွေ့ချင်နေတာကလေးကိုခေါ်ပြီးပြန်လိုက်ခဲ့ပါလားမေမေအဖိုးအတွက်မုတ်ယူသွားမယ်အဖိုးစီအတူသွားကြမယ်နိုးနိုးလေးအဖိုးမျောနေတာအဖိုးပန်းလေးပေးမယ်နော်အလီဧည့်သည်ကိုလက်ဖက်ရည်ကောင်းကောင်းပေးလိုက်ဟုတ်တခင်မစူးစူးတိတ်တော်တာပဲဂူရန်ကိုအထက်တန်းစားတွေလိုက်ပေမဲ့မမှုဘူးမင်းအတွက်နဲ့ပိုင်ရောဝေကိုညင်ပြီးတန်းရချီ project ကိုဖျက်ပစ်ခဲ့တယ်ဂူရန်ရွေးချယ်မှုကငါနဲ့မဆိုင်ဘူးဂုံထက်စိတ်တစားမြစ်တာကပိုအရေးကြီးတယ်တားပျော်ရွှင်မှုထက်အကျိုးအမြတ်ကိုပိုပြီးစိုက်တာလားမင်းကပျော်ရွှင်မှုအကြောင်းပြောရဲတယ်ပေါ့နောက်ခံမရှိပဲကလေးနဲ့ဂူရန်ကိုတွေ့ကပ်နေတာမဟုတ်လားတထေးမအိမ်မက်မက်နေတာငါအချစ်ကဖြူစင်တယ်ကလေးကတရက်ဝင်းတယ်ကတ်တွေ့ဖို့မတွေးဘူးစိတ်တက်တယ်တစိမ့်ကငါ့ကိုစုံမရဲတယ်ပေါ့မေမေဝန်နေကငါမိမပဲနိုးနိုးကငါသမီးသူတို့အတွက်ဆိုအကုန်ဆွန့်လွတ်မယ်စော်ကားရင်မခွင့်လွတ်ဘူးဦးလေးကြောပူသွားပြီးနားလိုက်တာဘာမှမဖြစ်ဘူးနော်ဒဏ်ရာပြင်းထန်တယ်ရပါတယ်ကူအိမ်ကအခုထွက်သွားနောင်မလာနဲ့တခင်လေးမတော်တဆခြေချော်သွားတာပါပွာရန်အလီကမှားတာပါစေးကူပါအောင်မတော်တဆဟုတ်လားသူ့ကိုကာကွယ်ပေးနေတော့မဲ့လားမင်းမျက်စိမိန်ပြတာငါမြင်တယ်ရေနွေးပူမှန်သိရတာနဲ့ဝန်နေတို့ပေါ်လောင်းချခိုင်းတာကလေးထီမှာမငဲ့ဘူးအာရန်ကာမှာပေးရင်ငါမြေမိန်မနဲ့မြေမလေးထိခိုက်မှာလွန်ခဲ့တဲ့4နှစ်ကဝန်နေကိုနှိထုတ်ခဲ့တယ်စာကိုခိုးယူပြီး3နှစ်ခွဲခွာစေခဲ့တယ်ဒီနေ့ပျော်ပျော်ရွှင်ရွှင်စားမလို့ကိုရာဇဝတ်ထောင်ဆင်ရတာစိတ်တက်ဘာလို့ဒီလောက်ရုပ်မာရတာလဲအဖမှားတာပါမင်းအကွက်စင်ပြီးလောက်တာခြံထဲမှာတန်ဝေကယူအိမ်အုပ်ရုပ်သိမ်းတယ်နောင်အိမ်ကြီးကိုမလာနဲ့တော့မေဦးလေးကိုဆေးထည့်ပေးပါနာနေပြီရပါတယ်လိန်နေတာချွေးတွေထွက်လို့နိုးနိုးမှုတ်ပေးမယ်ဝန်နေတောင်းပန်ပါတယ်မေအမှားပါအိမ်ကလူကိုမထိန်နိုင်လို့လန့်သွားရတယ်စွမ်းစွမ်းတမန်ကာကွယ်ပေးခဲ့လို့မပြစ်တင်တော့ပါဘူးကျေးဇူးပါဝန်နေမေခွင့်လွတ်လိုက်ပြီးမေအကောင်းဆုံး